အားလုံးပဲကဲကျွန်တော်အခုကတော့ Tiger Fruit ကိုစားပြီးတော့ဆော့ပြပါပဲဖြစ်ပါတယ်ကဲအခုကျွန်တော် Tiger Fruit ကိုစားတာပါကဲကျွန်တော်အခုကတော့အနီအောင်ဘက်ပဲပါလိုက်ပါကဲ let's go အိုးကျွန်တော်ဝှစ်ဆောင်လာတာဗျဝှစ်ဆောင်လေဝှစ်ဆောင်လေးနဲ့ကျွန်တော်ဒီဇိုင်းလေးနဲ့လမ်းတယ်ကျွန်တော်ရဲ့ဝှစ်ဆောင်ဒီဇိုင်းလေးနဲ့လမ်းတယ်ဝှစ်ဆောင်ဒီဇိုင်းလေးနဲ့လမ်းသူတို့ကလည်းထွက်သွားငါးနဲ့ကျတော့မထွက်ဘူးအားလုံးပဲကဲကျွန်တော်အခုကတော့ Tiger Fruit စားနေပြီးတော့ဟိုကောင်လေးနဲ့ထွက်ကျင်တာထွက်လို့လည်းမရသေးဘူးဟိုကောင်လေးကထွက်နေတော့ကျွန်တော်ခဏလောက်ပြင်းလို့ပြင်းနေထွက်လိုက်ပါသူတို့တော့မှဝှစ်ဆောင်ကောင်းသားနေတယ်ကျွန်တော်လည်းဝှစ်ဆောင်ကောင်းသားဝှိလိုက်ပါမယ်သူတို့ထက်ကျွန်တော်အထင်ကြီးခံအောင်တော့ဝှိလိုက်ပါမယ်ကဲ let's go နဲ့ထွက်ကြည့်အောင်သူဘာထည့်မလဲကဲကျွန်တော်ဘာ fruit ရှိတယ်ပြမယ်နော်ဒါအပေါ်ဆုံးမှာဆက်ကမကောင်းတဲ့ fruit လေးတွေနော်ကဲတွေ့တဲ့အတိုင်းပါပဲကျွန်တော်ရဲ့ fruit တွေအကျန်းသားတွေကြီးပါအိုး shit ဟိုfruit တွေနဲ့တွေ့မယ်တဲ့ကျွန်တော်ကဘယ် fruit နဲ့တွေ့ရင်ကောင်းမလဲခဏကြည့်လိုက်အောင်မယ်သူ့မှာရှိတယ်တဲ့ကဲသူအဲ့ဒါတခုရှော့လိုက်ပြီတဲ့အဲ့ဒါကျွန်တော်မထွေးချင်တော့ဗျာမထွေးတော့ခုံလိုက်မယ်ဗျာရော့ကွာမှာကျွန်တော်ခုံလိုက်တော့မယ် let's go okay ကဲကျွန်တော်ရဲ့ဒီအကောင့်ကဆိုရင်ကျွန်တော်ခိုးတနည်းမှာအကောင့်အသစ်ပြန်ဖွင့်ပြီးတော့ကျွန်တော်လုပ်ထားပဲဖြစ်ပါတယ်ခိုးတနည်းမဟုတ်ပါဘူးဒီအကောင့်ကတော့ကျွန်တော်ကြာပြီပေါ့နော်အကောင့်အသစ်ဖွင့်လာတာပဲဖြစ်ကဲကျွန်တော်အခုကတော့ခိုးကောင်းနေတဲ့ပြန်ထွက်ရင်ကောင်းမလားကြည့်လိုက်အိုးအသစ်ပြုတ်ကြနေတယ်ဗျကျွန်တော်အသစ်ကို store ထားလိုက်မယ်ကဲဒီ store လိုက်အောင်ဗျာလူတိအသစ်တွေတလုံးထွက်ကြထားတယ်နဲ့မပေးတော့ဗျာကျွန်တော် store ထားလိုက်မယ်ကဲသွားလိုက်ရအောင်ကျွန်တော်နဲ့ဘယ်သူလဲထွက်မလဲမသိဘူးအိုးဟိုမှာပေါ်တယ်ဖွင့်လာတယ်ဟာပေါ်တယ်ကလည်းဝင်လို့မရဝင်ကြည့်အောင်မယ်ဝင်လို့မရဘူးကပွဲထော်သွားရာငါနောက်မှာ fruit သွားဖောက်ကြည့်လိုက်မယ် fruit လေးကဲပါတော့ကျွန်တော်အခုကတော့ fruit သွားဖောက်ပြီးပဲဖြစ်ပါတယ် fruit မှာဘာပေါက်မလဲကျွန်တော်ကြည့်လိုက်ရအောင်ဘာပေါက်မလဲတော့ကျွန်တော်မသိဘူးကျွန်တော်ဘာပေါက်မလဲအခုဖောက်ကြည့်လိုက်ရအောင် let's go ကျွန်တော်သွားဖောက်ကြည့်လိုက်ရအောင်ဘာ fruit ပေါက်မလဲlive fruit လေဗျာ live fruit မကောင်းဘူးဗနုံလေးပေါက်တော့ဟိုးမယ်ဗျာဘာပဲ live fruit ကကျွန်တော်တော့ကမကောင်းဆုံးပဲဘာပဲဖြစ်ကျွန်တော် live fruit store ကြည့်မယ်ကျွန်တော်မှာ live fruit ကရှိပြီးသားဆိုရင် store ကြည့်မယ် store လို့ရမလားကဲ store ကြည့်မယ်ပေါ့နော် store လို့လည်းမရဘူးဆိုတော့ကျွန်တော်လူတယောက်ကိုပေးလိုက်မယ်ကဲသူကြွားကဲ let's go ကျွန်တော်လူတယောက်ကို fruit ပေးပြီးတော့အားလုံးပဲbye bye